အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ KFU Channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်တချို့စကားတွေကိုမပြောဖြစ်လိုက်တဲ့အတွက်တစ်သက်လုံးနောင်တရနေတတ်တယ်တချို့လူတွေကိုဆုံးရှုံးလိုက်ရမှသူတို့ရဲ့တန်ဖိုးကိုသိလာတတ်တယ်ဒီနေ့ပြပြမဲ့ဇာလန်ကတော့နောင်တတစ်ခုနဲ့အသက်ရှင်နေရတဲ့လူတစ်ယောက်အကြောင်းပါခေါင်းစဉ်လေးကသူမကျွန်တော်ကိုခွင့်လွှတ်နိုင်ပါမလားတဲ့မိုးတွေတဲကြီးမဲကြီးရွာနေတဲ့ညတညကျွန်တော်တယောက်တည်းကားမောင်းပြီးသူမအရင်နေခဲ့တဲ့အိမ်ရှိကိုရောက်လာခဲ့တယ်အိမ်ကအရင်အတိုင်းပဲဒါပေမဲ့တကားဖွင့်ပေးမဲ့သူမရှိတော့ဘူးကျွန်တော်လက်ထဲမှာလွန်ခဲ့တဲ့နှစ်ကသူမပေးခဲ့တဲ့နာရီလေးတစ်လုံးရှိနေတယ်အဲ့ဒီနာရီကလည်းရက်နေပြီဒါပေမဲ့ကျွန်တော်ရဲ့နောင်တကတော့အခုထိမရက်တန်သေးဘူးသူမနဲ့ကျွန်တော်တွေ့ခဲ့တာတက္ကသိုလ်နောက်ဆုံးနှစ်မှာသူမကရေရင်အရန်လာတယ်စိတ်ဆိုးရင်လည်းကလေးလေးတယောက်လိုပဲသူမကကျွန်တော်အမြဲပြောတယ်ဘာဖြစ်ဖြစ်ရိုးရိုးသားသားပဲပြောနော်တဲ့ကျွန်တော်လည်းအမြဲတမ်းလို့ဂရီပေးခဲ့တယ်ဒါပေမဲ့လူတယောက်ရဲ့ဂရီကမာနရှိမှာတန်ဖိုးမရှိဖြစ်သွားတတ်တယ်အလုပ်တွေများလာတယ်ဖုန်းမဆက်ဖြစ်တော့ဘူးသူမအမေးတိုင်းအလုပ်များနေလို့ဆိုတဲ့စကားကိုပဲထက်ခါသုံးခဲ့တယ်တကယ်တော့ကျွန်တော်အလုပ်များတာထက်သူမရဲ့ခံစားချက်ကိုနားမထောင်ချင်တော့တာပါဒီနေ့သူမကငိုရင်းမေးတယ်ငါကမင်းအတွက်အရေးမကြီးတော့ဘူးလားတဲ့ကျွန်တော်စိတ်တို့ပြီးမင်းအတွေးများနေတာလို့ပြန်ပြောလိုက်တယ်အဲ့ဒီစကားကသူမရဲ့နှလုံးသားကိုကွဲသွားစေခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်မသိခဲ့ဘူးရဲ့အနေငယ်ကြတော့သူမစီကစာတစောင်ရောက်လာတယ်ငါမင်းကိုမုန်းလို့ထွက်သွားတာမဟုတ်ဘူးငါ့ကိုမလိုအပ်တော့တဲ့နေရာမှာဆက်မနေချင်တော့တာပါလို့အဲ့ဒီစာကိုဖတ်ပြီးကျွန်တော်ချက်ချင်းဖုန်းဆက်ခဲ့တယ်ဒါပေမဲ့ဘက်ကိုဆက်သွယ်၍မရနိုင်ပါအဲ့ဒီနေ့ကစပြီးကျွန်တော်နေတိုင်းနောင်တရတယ်သူမစောင့်နေတော့ကျွန်တော်မသွားခဲ့ဘူးသူမငိုနေတော့ကျွန်တော်မသိချင်အောင်ဆောင်ခဲ့တယ်သူမချက်နေတော့ကျွန်တော်တန်ဖိုးမထားခဲ့ဘူး6လအကြာသူမရဲ့တငယ်ချင်းတယောက်နဲ့စုံနေသူကပြောတယ်သူအခုအဆင်ပြေနေပြီအဲ့ဒီစကားကိုကြားတော့ဝမ်းသာတင်ပေမဲ့ရင်ထဲမှာနာကျင်သွားတယ်သူမပြောနေလို့မဟုတ်ဘူးသူမရဲ့ပျော်ရွှင်မှုထဲမှာကျွန်တော်မပါတော့လို့အဲ့ဒီညကျွန်တော်စားတစောင်းရေးလိုက်တယ်တောင်းပန်ပါတယ်မင်းငိုနေတော့ငါမသိခဲ့ဘူးမင်းထွက်သွားမှငါဘလောက်ဆုံးရှုံးလိုက်ရလဲဆိုတာသိလာတယ်မင်းပြန်မလာလေရပါတယ်ဒါပေမဲ့တခါတော့ငါ့ကိုခွင့်လွှတ်ပေးပါဒါပေမဲ့အဲ့ဒီစာကိုကျွန်တော်မပို့ဖြစ်ခဲ့ဘူးနှစ်တွေကြာသွားတယ်ဒီနေ့လမ်းမပေါ်မှာသူမကိုမမျော်လင့်ပဲတွေးလိုက်ရတယ်သူမရဲ့မျက်နှာပေါ်မှာအရင်ကလိုအပြုံးလေးရှိနေတယ်ဒါပေမဲ့အဲ့ဒီအပြုံးကကျွန်တော်အတွက်မဟုတ်တော့ပါဘူးသူမလည်းကျွန်တော်ကိုမြင်သွားတယ်ခဏလေးရက်ကြည့်ပြီးပြုံးပြတယ်အဲ့ဒီပြုံးထဲမှာအမုန်းမရှိဘူးအချစ်လည်းမရှိတော့ဘူးအတိတ်ကိုလက်ခံပြီးတဲ့လူတစ်ယောက်ရဲ့အေးချမ်းမှုပဲရှိတယ်သူမလက်ထွက်သွားတဲ့အချိန်ကျွန်တော်သဘောပေါက်လိုက်တယ်တချို့လူတွေကိုယ့်ကိုခွင့်လွှတ်ပြီးသားဖြစ်နိုင်တယ်ဒါပေမဲ့အရင်လိုပြန်ချစ်နိုင်မှာတော့မဟုတ်တော့ဘူးဒီဇလိုင်းရဲ့သင်ခန်းစာကဘာလဲဆိုတော့တောင်းပန်ပါတယ်ဆိုတဲ့စကားကိုနောက်မကြခင်ပြောပါချစ်တယ်ဆိုတဲ့စကားကိုဆုံးရှုံးပြီးမှမပြောပါနဲ့ဘဝမှာခွင့်လွှတ်မှုကိုရနိုင်ပေမဲ့ဆုံးရှုံးသွားတဲ့အချိန်ကိုတော့ဘယ်တော့မှပြန်မရနိုင်ပါဘူးဒါကြောင့်ဒီနေ့သင်ဘေးမှာရှိနေတဲ့သူကိုတန်ဖိုးထားလိုက်ပါသူမကျွန်တော်ကိုခွင့်လွှတ်နိုင်ပါမလားအဖြစ်ကိုကျွန်တော်မသိဘူးဒါပေမဲ့သူမပျော်ရွှင်နေတာကိုမြင်ရတာကကျွန်တော်အတွက်နောက်ဆုံးနှစ်သိမ့်မှုဖြစ်ခဲ့ပါတယ်ကျွန်တော်ရဲ့ဒီ profile လေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ profile လေးကမိတ်ဆွေအတွက်ဘူးတရတစုံတရာရစေခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ KFU Channel လေးကို subscribe လုပ်တော့ပြီးဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်